မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့တဲ့ Miss Universe မြန်မာရဲ့ခေရနာဆုံးမင်္ဂလာပါပရိသတ်ကြီးရေအားလုံးစောင့်မျှော်နေကြတဲ့ Miss Universe မြန်မာ2025ပြိုင်ပွဲကြီးကတော့ပြီးဆုံးသွားပြီးထိုက်တန်တဲ့ဝင်းနာတရဖူကိုလည်းရောက်ရှိသွားပြီဖြစ်ပါတယ်။ဒီနေ့ Universe ကတော့ပရိသတ်တွေကြားတော်လေးရေပန်းစားခဲ့ပြီးနာမည်ရှိပြီးသားလူတွေပဲလာရောက်ရှင်ပြိုင်ခဲ့တယ်လို့တကယ်ကိုအလှပကေးတွေပြင်အရေးချင်းတွေကလည်းသူ့ထက်ငါအပြိုင်ကိုဖြစ်နေကြတာပါ။အဲဒီမှာပရိသတ်ရှင်တွေကရှောင်းနေနေတဲ့ပဲခူးကိုစားပြုမြန်မာတန်ပိုင်ရှင်လေးခေရနာစိုးလေးပါဝင်နေကြတာဖြစ်ပါတယ်။ခေရနာစိုးကတော့ပရိသတ်တွေနဲ့ရှင်တွေကမစိမ့်တဲ့သူတယောက်ဖြစ်တယ်လို့ပရိသတ်တွေရဲ့ရှင်တွေကအားပေးချစ်ခင်ရတဲ့မြန်မာတန်ပိုင်ရှင်လေးပဲဖြစ်ပါတယ်။ခေရနာစိုးကတော့ The Voice မြန်မာမှာလည်းဝင်းနာစုကိုလွဲချော်ခဲ့ရပြီးသူ့ရဲ့ရှိမှန်းထားတဲ့အရာတွေကလွဲချော်တတ်တာကတော့သူ့ရဲ့ထူးခြားတဲ့ကံတရားတစ်ခုလိုတောင်ပြောရမှာပါ။ခေရနာဆိုကတော့ The Voice တုန်းကလည်းဝင်းနာမှတ်လို့ရလောက်တဲ့အထိကိုအစိုးပိုင်းပိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ခေရနာဆိုကတော့အရှင်တွေကမြန်မာတန်ပိုင်တယ်လို့ကိုပိုင်ဆိုင်ကိုလည်းထောင်ထားတာဖြစ်ပါတယ်။ခေရနာဆိုကတော့ The Voice ပြိုင်ပွဲတုန်းကအရန်ချက်တဲ့ယောက်ျားနဲ့ပျော်စရာအိမ်တော်ရေးလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ခေရနာဆိုလို့လူသိပြီးတဲ့ကယောက်ျားလူသူရဲ့အိမ်တွင်းချမ်းဖတ်တာကိုမခံနိုင်တာကြောင့်တရားဝင်ကွာရှင်းပြီးတခုလက်ဘဝကိုရင်းရဲချင်းရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ခေရနာဆိုကတော့သူ့ဘဝကိုစိုးစုံတွေကိုလက်ခံပြီးဝေဖန်တာတွေခဲ့ရတာတွေကိုခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ခေရနာဆိုကတော့သူ့မိနဲ့တူတူဘဝကိုကြိုးစားပြီးရုန်းကန်ခဲ့တာဖြစ်ပါတယ်။သူ့အတွက်အကောင်းဆုံးချိန်ရောခက်ခဲဆုံးချိန်ရောကိုအမေဖြစ်သူနဲ့တူတူရုန်းကန်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ခက်ခဲတွေကြောင့်ဘာမှတော့တချင်းဆိုဖို့တော့တောင်းဆိုတဲ့အထိကိုဖြစ်ခဲ့ရပါတယ်။ခေရနာဆိုကတော့သူ့ရဲ့လှုပ်ဆောင်ချက်တိုင်းမှာအမားရမရှိကောင်းဆုံးလုပ်နိုင်ခဲ့တာကြောင့်ပြည်သက်တွေကြောင့်ပိုပြီးထင်ပေါ်စေခဲ့တာဖြစ်ပါတယ်။ခေရနာဆိုကတော့ Miss Universe မှာကောင်းဆုံးပြိုင်ခဲ့ပေမဲ့ကျင်တလုံးဝင်မရခဲ့ပါဘူး။တိုက်တဲ့စုရီနဲ့ကျင်းနေရပြီးတော့စစ်နေရအောင်ရမယူနိုင်ခဲ့ပါဘူး။တလောက်ထိကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ပေမဲ့ဝင်းနာစုနဲ့လွဲချော်ခဲ့ရတာကြောင့်တချို့ပြည်သက်တွေကစိတ်မကောင်းဖြစ်ခဲ့တယ်လို့တချို့တွေကလည်းဝေဖန်တန်တွေကိုပါကြားနေခဲ့ရတာဖြစ်ပါတယ်။ Miss Universe မှာတော့ခေရနာဆိုတီအောင်အားသွန်ခွန်ဆိုင်စူးစမ်းခဲ့တယ်လို့ပြည်သက်တွေရဲ့အားပေးမှုကိုလည်းအတော်လေးရနေခဲ့တာဖြစ်ပါတယ်။သူကိုယ်တိုင်ကလည်း Miss Universe Crown ကိုမျှော်မှန်းထားခဲ့တာဖြစ်ပါတယ်။တချို့ပြည်သက်တွေကတော့ခေရနာဆိုတီအောင်အခုလိုမျိုးဝင်းနာတရဖူနဲ့လွဲချော်ရတာကတခြားဘာကိစ္စကြောင့်မှမဟုတ်ပဲအိမ်အောင်ခွဲမျိုးသမီးတယောက်ဖြစ်နေတာကြောင့်လို့ဝေဖန်ခဲ့ပါတယ်။ခေရနာဆိုကတော့ဒီပွဲမှာအကောင်းဆုံးရှင်ပြိုင်ခဲ့တယ်လို့အကောင်းဆုံးလေးချပြခဲ့တာဖြစ်ပါတယ်။အိမ်တော်ခွဲမျိုးသမီးတယောက်ဖြစ်ပေမဲ့စူးစမ်းရုံးကန်ပြီးဒီလိုနေရာကိုရအောင်တက်လဲနိုင်ခဲ့တာကြောင့်ပြည်သက်တွေကြောင့်တော်လေးကိုချီးကျူးခံခဲ့ရပါတယ်။တချို့ပြည်သက်တွေကတော့ဝင်းနာတရဖူမရရင်လေရှင်တွေကဝင်းနာပါပဲဆိုပြီးနှစ်သိမ့်ပေးကြတာဖြစ်ပါတယ်။ဝင်းနာ Crown ပိုင်ရှင်ပြုံးလည်လာမယ်လေးကိုလည်းဂုဏ်ယူမဆုံးနဲ့ကိုရန်အားပေးနေကြတာကြောင့်ခေရနာဆိုရဲ့စိတ်လေးကိုဖော်ပြနေကြတာဖြစ်ပါတယ်။သူရဲ့ပြည်သက်တွေကလည်းဝမ်းနေခဲ့ပေမဲ့အားပေးရကြုံအောင်စူးစမ်းပြခဲ့လို့ဝမ်းသာဂုဏ်ယူနေကြပါတယ်။